ကမြန်မာလို့ဆိုရင်တော့တစ်ချက်တက်နေပေါ့နော်ထိုင်းမှာဆိုရင်တော့21ရက်နေ့ပေါ့နော်ဒါကြောင့်မလို့ဒီလိုကပုံကြောင်းမှာဒီနေ့အေးတောင်းဆိုမှာဖြစ်ပါတယ်လိုက်ခဲ့ပြပါမနေ့ကတော့ဒီနေရာမှာရေကြီးစောနေကြတာအခုကတော့မရှိတော့ဘူးပေါ့နော်ဒါကတော့ဖုံဖုံဝက်ဆိုင်မုံဖုံဖုံကျောင်းရဲ့မဟုတ်ဘူးဝင်ပေါက်ပါရှင်ဖုံကျောင်းရောက်ပါပြီအခုတည်းကထောက်ပါလားကိုဒီဘောဟုတ်ကြီးကျောင်းမှာနေလာလိုက်ကျောင်းမရောက်တော့ဖုံဖုံကတရားဟောပေးနေတာပေါ့နော်အဲ့ဒါနဲ့တရားနဲ့နာခဲ့ပါတယ်နေဟောင်းကိုပြောက်နေသေးရောက်ထန်တော်မင်္ဂလာရှိပါစေတရားနာပြီးရနေဒီလိုပါလာတဲ့အလူပွဲပစ္စည်းတွေကိုဖမောစကတ်လူတန်းပါတယ်ပြီးတော့ဒီလိုတရားနာရေးစက်ချပြီးတော့အမြဝေသားတို့ခေါ်ခဲ့ပါတယ်ရှင်တော်ကြပေမမေဝသမေဇာတုသာဝေပုရိတုတေကပါဇာနောကလံသာဓုသာဓုသာဓုဒီနေ့ဘုံဘုံတို့ကြောင်းလာတဲ့ဒါယကာမတွေအကုန်လုံးဘုံဘုံတို့ကဒီအန်နီရဲ့ကင်းဖေးကျူးလေးတွေကိုလက်မှာစီးပြီးတယ်ပေါ့နော်စီးနေတဲ့တောက်ချောင်းမှာလည်းဘုံဘုံတို့ကဘုရားစာတွေကိုရွတ်ဖတ်ပြီးတော့တည်ချာချာပေါ့နော်စီးပြီးပါတယ်ဘုံဘုံနေဆုံးဖုံးပေးနေတဲ့အချိန်မှာတော့ဒီလိုညခဏထိုင်နေတာပါအဲ့ဒီအချိန်မှာအန်တီတွေကစတူဒီလာကျွေးတယ်ဆိုပြီးတော့ခေါ်ကျွေးတာပေါ့နော်ဘုန်းကြီးကျောင်းထဲမှာစတူဒီလာမန်ဒလီနဲ့တီကျွေးနေကြတာတွေ့ရပေါ့နော်မုတ်လက်ဆောင်နေဖာလူတာတွေကြာစင်ချက်တွေအောင်မြင်တော့အိမ်ဝင်အောင်တတိယအိမ်မှာဆိုရင်မြဲတဲ့အတော်တွေအမေရိကကျွေးနေကြဆိုတော့ဒီမှာစတူဒီလာလိုက်ပတ်စာလို့ပြောနေလူတယောက်ပါဒါတော့ပြောနေရပဲရောက်တဲ့ရက်မှာစားနေရလေတန်နေချက်ကောင်းတယ်စားကြပါဦးဖုံဖုံလို့ကိုစွန့်ကပ်ပြီးချိန်မှာတော့ဒါကတော့စွန့်စားဖို့ကြွရောက်လာတဲ့ရဟန်းတန်ဃာတွေကိုရင်ငယ်လေးတွေနဲ့မင်္ဂလာရှင်တွေဖြစ်ပါတယ်ရှင်ဖုံဖုံလို့စွန့်စားပြီးချိန်မှာအချိုးဝဲကပ်ဖို့အတွက်ပေါ့နော်ပြင်ဆင်နေတာပါ你看，把它，你把它来的，它的，哟，你个，你买菜了？ဒီမှာပဲချတာလိုက်လေမပေးနိုင်ဘူးလေဟိုမှာဖုန်းတို့တော့မပေးသေးဘူးဒီတိုင်းမဖလာတယ်ကိုရီနီယောက်ကဒီလိုမျိုးလူတန်းနေရရင်ပီတိဖြစ်ပြောနေတာပေါ့နော်နှစ်ယောက်သားအတွင်းကြီးလို့ပြောရမယ်ကိုကလည်းဗာလေးပဲဖြစ်လှုပ်ချင်နိုင်သူကလည်းလှုပ်လေးဆိုပြီးတော့အလုပ်ဖြစ်သွားတာပေါ့နော်ဒါလေးကလည်းအမှန်တကယ်ဆိုရင်ဒီလိုမျိုးယောဂီတွေတရားစခန်းတွေရှိမှမသိဘူးပေါ့အခုကတိသွားတဲ့အချိန်မှလည်းမြင်ဆက်ဆန်းလေးပေါ့နော်လှုပ်သက်တလောက်လေးညံစွမ်းရှိတလောက်လေးဖုံဖုံလေးကိုလှူဒန်းတာပါဒါကြောင့်မလို့ပီတိလေးဖြစ်ပါတယ်ဘုံတို့ဆွန့်ကပ်ပြီးရင်တော့ဆွန့်စားဆောင်မှာကိုရင်လေးတွေရဟန်းတန်ဃာတွေနဲ့မေတ္တာရှင်တွေကိုဒီအေးနဲ့မုတ်တင်နဲ့ဝေးပြီးတော့ကုသိုလ်ယူလူတန်းခဲ့ပါတယ်ရှင်ရန်ကုန်မှာဆိုရင်တော့ခဏမိသားစုနဲ့လူပြစ်တယ်ပေါ့နော်ဒီကိုရောက်ပြီးရင်နောက်ပိုင်းမှာတော့ဒီလိုမျိုးမလူရတာတော်တော်ကြာပြီဒါကပြန်လူပြစ်တာ first time ကိုပြောလို့ရမယ်ဒီတခြားနိုင်ငံမှာလူရတာ first time ကိုပြောချင်တာပေါ့နော်ရန်ကုန်မှာဆိုရင်တော့ဒီမိုးကုတ်ဝိပဿနာကျောင်းနေမှာပြီးတော့ဒီဆရာလေးကျောင်းနေမှာမိဘရင်းနဲ့ခဏလူပြစ်တယ်တကြံတွင်ဆိုရင်လည်းအမေကလူတွေပေါ့နော်အမြင့်ဒီလိုအိမ်မှာအလူလုံးနေကြဆိုတော့ကိုကကြည့်ပါပဲနဲ့ကိုလောက်ရတဲ့အတွက်ကြောင့်ပို့ပြီးတော့ပီတိဖြစ်တယ်ပြီးတော့ကိုနဲ့လည်းတစ်ခါမှရန်ကုန်မှာအဲ့လိုမျိုးမလိုဘူးပေါ့နော်ဒါကိုနှစ်ယောက်ရဲ့ first time လို့ပြောလို့ရမယ်ပေါ့နော်ဒီလိုမျိုးနှစ်ယောက်တည်းလူတာမင်္ဂလာဆွမ်းကျွေးပြီးရဲ့နောက်ပိုင်းမှာနှစ်ယောက်တည်းလူတာဒါ first time လို့ပြောရမှာပေါ့နော်
ပြီးခဲ့တဲ့ရက်တွေတော့ဒီထက်ပိုပြီးတော့ယောဂီတွေရှိတယ်ပေါ့နော်များတယ်တန်ဃာတွေလည်းများတယ်လို့ပြောတယ်အခုကတော့နေဝါတယ်ပေါ့နော်ဒါပေမဲ့ဒီတို့ကလည်းတည်ရနောက်ကြတာဆိုတော့တည်တဲ့အချိန်လေးမှာပဲတည်တယ်လို့လေးပေါ့နော်လူတန်းဖြစ်ခဲ့တာပါ အောင်မြင်ဝိုင်း အောင်မြင်တာလောက်လေးဒီနားမှာပဲ